အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့မုံလက်ကောက်စားရတာကြာတာနဲ့မုံလက်ကောက်လုံးမယ်ဒါကတော့ပါဝင်ပစ္စည်းတွေပေါ့နော်ကောင်းကင်မုံဆန်မုံပုံမှန်ကတော့ထညက်တုံးအောင်မှာကိရှိမှာထညက်မရှိရနဲ့ sugar brown stick ကိုတုံးလိုက်တယ်ပေါ့နော်အဲ့တော့အချိုးစားကတော့ဘယ်လိုလဲဆိုတော့ကောင်းကင်မုံနှစ်ဆဆိုရင်ဆန်မုံတစ်စအပြင်သူ့ထဲကို baking powder ထည့်ရမယ် baking powder ထည့်ပြီးတော့ရေနွေးမဟုတ်ဘူးကေကရေအေးနဲ့ပဲဖြည်းချင်းရေလေးထည့်ပြီးနေသွားပေးလိုက်တယ်နေသွားပေးလိုက်လို့ကြစ်လေးပေါ့နော်အရင်ရေများလို့မရအောင်နော်သိလားရေများပြီးတော့အဲ့လိုမျိုးထည့်လို့မရအဲ့လိုကြစ်လေးဖြစ်တဲ့အချိန်မှာခဏထားမယ်ခဏထားပြီးဟိုဘက်ကအိုးလေခဏထားမယ်ထားတဲ့အချိန်မှာကေရဲ့တငယ်ချင်းလေးနဲ့မိတ်ဆက်ပေးမယ်ပေါ့နော်ကေတငယ်ချင်းလေးကဘာတူလဲဆိုတော့ကြည့်လိုက်ပါဒါတော့ကေရဲ့တငယ်ချင်းလေးပါအဝါလေးက Mr. Happy ပါ Mr. Happy ကိုမျက်စောင်းထိုးပြီးကြည့်နေရတော့ Mrs. Happy ပါအဲသူတို့နှစ်ယောက်ရဲ့ဂျားတွေက Little Brownie ပါ Mrs. Happy ရဲ့တငယ်ချင်းပါကေရဲ့အဲ့ဒါချစ်တုံးကောင်ယူလာတာစင်ကာပူကနေကဲပြီးတော့ကေကမှာ sugar stick အိုရဲကိုနောက်ထပ်တစ်ချောင်းထည့်လိုက်တယ်အဲ့ဒါဟိုကျဲနေရထင်လို့ထည့်လိုက်တာအမှန်တကယ်အေးတော့မှသူကပြစ်သွားမှာလေဒါပေမဲ့ကိစ္စမရှိပါဘူးကေထည့်လိုက်တာလည်းအဆင်ပြေရပါတော့အဲ့တော့အမမုံနှစ်တွေကိုမုံလက်ကောက်ကြော်လိုက်တယ်မိသားတော့တော့မှလည်းစားကောင်းနေတော့သိလားအဲ့ပြီးတော့မုံနှစ်တွေကပိုနေရောအဲ့နဲ့ the next day မှာကေကဘာလုပ်လဲဆိုတော့လက်ကောက်ကမလုပ်ချင်တော့အဲ့နဲ့လက်ချောင်းလေးလုံးကြည့်မယ်ပေါ့လက်ညိုးပေါ်ကြီးစတာနော်ချောင်းလေးလုံးကြည့်တော့စက်ကောင်းတယ်ဟောတေးလားအဓိကတော့သူကအဲ့လိုမုံလက်ကောက်ကြော်တယ်ဆိုရင်မကြော်ခင်မှာဟိကိုစီပူအောင်ထားလို့ရပါမယ်ကြော်တဲ့အခါကျရင် low on medium ဟိနေနဲ့ကြော်သွားလိုက်ကြော်သွားရင်သူကပေါက်ချင်ရင်တော့မှဖောင်းလိုက်ဒါပေမဲ့သူကပေါက်ခွင့်မရလိုက်ဘူးကျွတ်တယ်တေးလားစားကောင်းတယ်အဲ့လိုမီးကိုထိန်ပေါ့နော်ပြောချင်တာကေစားလေးပါလေထပ်ပြူလိုက်သေးရရှာရှိတာလေလှုပ်စားကြည့်ကြတော့တေးလားခက်မလို့လည်းမခက်ဘူးသူက